အခုတခါရွှေမိုးကမျှဝေချင်တာလေးကတော့ကချင်တဲ့ကိုထိမ့်သိမ့်တဲ့နီးလေးဖြစ်ပါတယ်ပေါ့နော်ကျမတို့ comment မှာရောချက်ပေါက်မှာရောပေါ့နော်ဘယ်ထဲကဘယ်ဆိုင်ရဝယ်ခဲ့တယ်ပေါ့နော် quality မကောင်းဘူးကောင်းတယ်အဲ့လိုတွေပြောကြပါတော့တကယ်တမ်းကျတော့ဘယ်ဆိုင်ရဝယ်လို့ရလဲမဟုတ်ပါဘူးရှင်အကိုတို့အမတို့ကချင်တဲ့ဝယ်တဲ့လူတွေရဲ့ထိမ့်သိမ့်လေးနည်းနည်းလေးလိုနေလို့ပေါ့နော်အဲ့ဒါကြောင့်မို့ကချင်တဲ့လေးတွေကမကောင်းဘူးလို့ထင်ရတာပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ရွှေမိုးကရှင်းပြခြင်းတယ်ခင်ဗျကချင်တဲ့တွေကိုပထမဆုံးစချုပ်တဲ့အချိန်မှာကော်ပိတ်ကရမယ်ရေချရမယ်ဒါလေးတွေကတော့အကျန်းအဖြစ်တော့လူတိုင်းသိကြတယ်ပေါ့နော်ဝစ်ပြီးတော့အဲ့လိုမျိုးလုပ်ပြီးချုပ်ပြီးဝစ်ပြီးဆိုရင်ထိန်းအဲ့ချော်တဲ့နေရာမှာလည်းအရေးကြီးတယ်ခင်ဗျချော်တဲ့အခါမှာစက်ပြအကြံခဲ့ပေါ့နော်ရွှေဝါတို့တခြားအဲ့လိုအခဲတွေနဲ့ချော်တာတွေမလုပ်ရပါဘူးနောက်တစ်ခုကနေပူရေစက်ပြကျွန်တော်တို့ဆိုရင်ဘယ်လိုလျှော်လဲဆိုစက်ပြစီပေါ့နော်စက်ပြစီလေးနည်းနည်းနဲ့လှုပ်ပြီးတော့ဒီထဲမှာပဲလျှော်ပြီးတက်နည်းနည်းလေးတုံလျှော်ပြီး brush နဲ့လည်းမတိုက်ရပါဘူးအဲ့လိုမျိုးလေးတုံလျှော်ပြီးတော့လမ်းတဲ့အခါမှာလည်းနေရိတ်ထဲမှာပဲလမ်းရမှာနေပူထဲမှာလမ်းတာကြာလို့ရှိရင်အထည်တွေက5 ကလောက်လမ်းပြီးသွားရင်အဲ့ထည်ကတိတ်မကောင်းတော့ဘူးဒါကြောင့်ကချင်နယ်တွေကိုအဓိကမှာချင်တာကလမ်းတဲ့အခါမှာလည်းနေရိတ်ထဲမှာပဲလမ်းပေးစီချင်ပါတယ်နေရိတ်ထဲလမ်းမှာသူ့ရဲ့ပုံမှန်အရာအတိုင်းပဲကိုရေးရှိကြရှိစွာနဲ့ခံပြီးတော့ကော်ပိတ်ကတ်ထားတဲ့အတွက်လဲတောင့်လေးနဲ့ဘယ်ချိန်ဝစ်တောင့်လေးမလေးနဲ့ဖြစ်ပြီးလာနေမှာပါရှင်ကော်ပိတ်မကတ်လို့ရှိရင်လျှော်တာများတဲ့အခါမှာလဲခဏလေးနဲ့ရွေးသွားတတ်တယ်နေပူထဲမှာအကြာကြီးပြစ်ထားပြီးလမ်းခဲ့လို့ရှိရင်လည်းအယောင်ကခဏလေးနဲ့လွတ်တတ်တယ်ပြီးတော့အခုကျွန်တော်တို့ရာသီဥတုရဲ့မြန်မာနိုင်ငံရဲ့ရာသီဥတုအရာကြလည်းအရန်ပူတဲ့အတွက်ပေါ့နော်အရန်ပူတဲ့အတွက်အထည်တွေကိုစားတာပါရှင်ဒါကတော့ကျွန်တော်ကဘဟုတုတအနေနဲ့ပြောတာပါဘဲဆိုင်မှာဝယ်လို့ရေလည်းမဟုတ်ဘူးကိုယ့်ရဲ့ထိမ့်သိမ့်နီးလေးကိုဒါကမျှဝေခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်